ရုပ်ရှင်မရရလဲတိန်းတောင်းကြော်တဲ့အိမ်ဝင်နိုင်နေဆိုပြီးကြွားလုံးထုတ်လာတဲ့ကြော်ကြော်ဘူးပရိသတ်များလုံးပဲမင်္ဂလာပါရှင်ဆက်လိုက်ဖြတ်လိုက်လို့အရန်လာသွားတဲ့ကြော်ကြော်ဘူးကတော့အခုဆိုရင်ငွေမရှားတဲ့အကြောင်းအိမ်ပြပြီးထုတ်ကြွားလာပါပြီကြော်ကြော်ဘူးရဲ့အလားကတော့ပရိသတ်ကြားမှာပြောစရာဖြစ်ခဲ့တဲ့အထီးပါပဲချောမောအောင်ပြုပြင်ထားတာကိုဝေမခံပဲဆက်လိုက်ဖြတ်လို့ချောလာတာဆိုပြီးညာပြောခဲ့မှုပါတယ်သူကမေယိုတွေနှာခေါင်းတွေအကုန်ပြုပြင်ပြီးပြောင်းလဲသွားတာတော့ဆက်လိုက်ကြောင့်ဆိုပြီးညာခဲ့တာမို့ပရိသတ်ကြားမှာပြောစရာဖြစ်ခဲ့တာလည်းဖြစ်ပါတယ်ပရိသတ်ကိုညာပြီးချောအောင်လုပ်ခဲ့ပြီးမယ်လေသူ့ရဲ့ရုပ်ရည်ကိုကြိုက်တဲ့လူထက်ဝေဖန်သူကပိုများပါတယ်သူကရုပ်ရည်ကိုပြုပြင်လိုက်ပြီးမယ်တရုတ်ဆောင်တယောက်အနေနဲ့ဇက်ကားတွေသိမရိုက်ဖြစ်ပါဘူးချောမောတဲ့မင်းသားတယောက်ဖြစ်လာပြီးမယ်ကြော်ကြော်ဘူကတော့အနုပညာလှူရှားမှုတွေသိမလို့ရတော့တဲ့အခြေအနေပါအခုနောက်ပိုင်းမှာဇက်ကားတွေမရိုက်တော့တဲ့အထိနေပါနေပြီးမယ်ကြော်ကြော်ဘူကဘောစီတယောက်ဆိုတာကိုထုတ်ကြွားလာခဲ့ပါပြီသူကမိသားစုတွေအပန်းဖြေနိုင်အောင်ဝေထားတဲ့ချန်အောင်တိန်းတောင်းကြော်တန်နေဆိုပြီးထုတ်ကြွားလာခဲ့ပါပြီသူကမင်းမြို့မှာအပန်းဖြေဖို့တိန်းတောင်းချီတန်တဲ့ချန်ကိုလွန်ခဲ့တဲ့တစ်နှစ်ကဝယ်ခဲ့တာပါငွေပေါ်လွန်တဲ့ကြော်ကြော်ဘူကဇက်ကားရိုက်ဖို့သွားရင်ကနေအိမ်ဝယ်ယူခဲ့တာလို့ဆိုပါတယ်အနုပညာလှူရှားမှုနေပြီမယ်ငွေမရှားတဲ့သူတယောက်မို့ဇက်ကားရိုက်ဖို့သွားရင်တော့တိန်းတောင်းကြော်တန်ချန်ကိုအပြင်းပြေဝင်နိုင်တဲ့အထိချမ်းသာတယ်ဆိုတာကိုပရိသတ်သိအောင်ကြွားလုံးထုတ်လာခဲ့ပါပြီပရိသတ်တို့ရောကြော်ကြော်ဘူရဲ့ချမ်းသာမှုကိုအားကျနေပြီလားဆိုတာပြောခဲ့ပေးကြပါအောင်နော်